မြစီမပိတ်တယ်များအားလုံးပဲမင်္ဂလာပါခင်ဗျာမြစီမရဲ့တီးတန်းသွေးဆုံမေးမြန်းခန်းကနေကြိုဆိုပါရစေအခုတစ်ခေါက်တီးတန်းသွေးဆုံမေးမြန်းခန်းမှာတော့မြန်မာနိုင်ငံစက်မှုလက်မှုနဲ့ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် MICS ရဲ့အထွေထွေအတွင်းရေးမှုချုပ်ဖြစ်တဲ့ကိုတန်နှင်းအောင်ကိုတီးတန်းသွေးဆုံမေးမြန်းသွားမှာဖြစ်ပါတယ်ကိုတန်နှင်းအောင်ဟာစစ်တပ်အာဏာသိမ်းကာလဖြစ်တဲ့2021ခုနှစ်လယ်ပိုင်းမှာဖမ်းဆီးခံရပြီးတော့မတရားအသင်းဆက်သွယ်မှုပုံမှန်နဲ့တရားစွဲဆိုခံခဲ့ရသူဖြစ်ပါတယ်။သူက2025ခုနှစ်အောက်တိုဘာ20ရက်မှာရန်ကုန်မြို့အင်းစိန်ထောင်ကနေပြန်လည်လွတ်မြောက်လာခဲ့တာပါ။ဒီကနေ့မှာတော့ကိုတန်နှင်းအောင်ကိုကျွန်တော်တီးတန့်တွေ့ဆုံမေးမြန်းသွားမှာပါခင်ဗျာ။ဟုတ်ကဲ့ကိုတန်နှင်းအောင်မင်္ဂလာပါခင်ဗျာ။ဟုတ်ကဲ့မင်္ဂလာပါ။ဟုတ်ကဲ့ပါအကိုပထမဆုံးအနေနဲ့ပေါ့လေမြစီမပရိသတ်တွေသိအောင်အကိုရဲ့နာမည်ရဲ့ပြီးတော့အကိုထောင်ဘယ်နှစ်ကြာခဲ့လဲပေါ့နော်ဆိုတော့ပြီးတော့ဘယ်တုန်းကပြန်လွတ်လာခဲ့လဲဆိုတာကိုပရိသတ်တွေသိအောင်အရင်ဆုံးအချင်းချုပ်လေးမိတ်ဆက်ပေးပါဦးခင်ဗျဟုတ်ကဲ့မင်္ဂလာပါကျွန်တော်နာမည်ဦးတန်နေအောင်ပါမြန်မာနိုင်ငံစက်မှုလက်မှုနဲ့ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် MICS ရဲ့အတွင်းရေးမှူးချုပ်ဖြစ်ပါတယ်ကျွန်တော်ဖန်စီထိန်းသိမ်းခံခဲ့ရတာကတော့ဒီ2021ခုနှစ်6လပိုင်း18ရက်နေ့မှာဖြစ်ပါတယ်မတရားသင်းဆက်သွယ်မှုဥပဒေပုံမှန်18တင်နဲ့ဒါထောင်ဒဏ်နှစ်ကြာပြီးတဲ့နောက်ပြန်လွတ်တယ်လွတ်တဲ့နေ့မှာပဲပြန်ထိန်းသိမ်းခံရပြီးတဲ့နောက်ဒီကျွန်တော်တို့ဒီ2023ထဲမှာပဲပေါ့နော်17လပိုင်း15ရက်နေ့မှာပဲဒါကျွန်တော်အကြံဖတ်မှုဥပဒေပုံမှန်52ကကြီးနဲ့ဒါထောင်ဒဏ်9နှစ်ထပ်ပြီးတော့မှချမှတ်ခြင်းခံခဲ့ရပါတယ်ကျွန်တော်လွတ်မြောက်ခဲ့တာကတော့ဒီ2025ခုနှစ်ဒါကျွန်တော်တို့အောက်တိုဘာလ20ရက်နေ့မှာလွတ်မြောက်လာခဲ့တာဖြစ်ပါတယ်ဟုတ်ကဲ့ခင်ဗျဆိုတော့လေအကိုအနေနဲ့ထောင်ထဲမှာဘာတွေကြုံတွေ့ရလဲအဲ့ဒါကိုမှတ်မှတ်ရရဖြစ်ရတစ်ခုကိုပြောပြလို့ရနိုင်မလားမခင်ဗျထောင်ထဲမှာကြုံတွေ့ရတဲ့မှတ်မှတ်ရရဆိုလို့ရှိရင်တော့ဒီ2025ခုနှစ်ပေါ့လေကျွန်တော်တို့ဒီမတ်လမှာအပြည်ပြည်ဆိုင်ရာလူသမားရေးအဖွဲ့ ILO နဲ့ကျွန်တော်နဲ့ပေါ့လေဒီအင်းစိန်ဗဟိုချင်းထောင်မှာရှိတဲ့တန်တမန်ဆောင်အခမ်းမှာတွေ့ဆုံဆွေးနွေးပါတယ်အဲ့တော့ဒီတွေ့ဆုံဆွေးနွေးပြီးတဲ့ညနေမှာပဲပေါ့လေဒါကျွန်တော်တို့အချင်းထောင်အာဏာပိုင်များကနေပြီးတော့ကျွန်တော်ကိုတန်ချေချင်းခတ်တယ်တန်ချေချင်းခတ်ပြီးတော့မှဒါစစ်ခွေးတိုက်ကိုကျွန်တော်တို့ပို့လိုက်ပါတယ်ဒီစစ်ခွေးတိုက်မှာဆိုလို့ရှိရင်ကျွန်တော်ကမတ်လကနေပြီးတော့မှကျွန်တော်တို့စက်တင်ဘာလောက်ထိကျွန်တော်တို့နေခဲ့ရတယ်ပေါ့နော်အဲ့တော့စုစုပေါင်း9လတာကာလလောက်ကျွန်တော်ဒီစစ်ခွေးတိုင်းမှာနေခဲ့ရတဲ့ကာလတွေကတော့ကျွန်တော်တို့ခက်ခဲတဲ့ကာလတွေပဲဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတဲ့အခါကျတော့ဒီစစ်ခွေးတိုင်းမှာဆိုလို့ရှိရင်ဒါစာဖတ်ခွင့်လည်းမရှိဘူး။နောက်ဒီအတွေ့အခွင့်လည်းမရှိဘူး။နောက်ထောင်ဝင်စာပါဆယ်လည်းမရှိတော့ဘူး။နောက်ဒီကျန်းမာရေးနဲ့ပတ်သက်လို့ရှိရင်လည်းဒါကျွန်တော်တို့စီဝါကူတာခွင့်တွေအစားတော်တော်လေးကိုအားနဲ့ခံခဲ့ရတဲ့အခြေအနေတွေပေါ့နော်။ဒါတော့ဒီစစ်ခွေးတိုင်းမှာနေခဲ့ရတဲ့ကာလတွေကတော့ကျွန်တော်တို့ကတော့တော်တော်လေးကိုပြင်ပန်းခတ်ခဲ့တဲ့ကာလဖြစ်ပါတယ်ဗျ။ဟုတ်ကဲ့ကိုဘာကြောင့်မို့လို့အဲ့လိုပို့တယ်လို့အကိုအနေနဲ့သိထားတယ်အဲ့ကာလတော့အဲ့ဒါနဲ့ပတ်သက်လို့လည်းကျွန်တော်ဒီအချင်းထောင်အာဏာပိုင်များကိုကျွန်တော်အနေနဲ့ဒီ complaint တက်ပြီးတော့မှမေးခဲ့တာတွေရှိတယ်ပေါ့နော်ဒီအပြည်ပြည်ဆိုင်ရာလူသမားရေးအဖွဲ့ ILO နဲ့မနက်ခင်းမှာတွေ့ဆုံဆွေးနွေးတယ်ညနေခင်းမှာပဲအခုလိုမျိုးဒီကျွန်တော်စိတ်ခွေးတိုက်ပို့တယ်ပေါ့နော်ဒါကဘာဖြစ်လို့လဲအကြောင်းကျွန်တော်ကအချင်းထောင်ရဲ့စီမင်းစည်းကမ်းဥပဒေပေါ့နော်ဒါတွေကိုဗျာကျွန်တော်ကအချင်းထောင်လက်ဆွဲနည်းဥပဒေတွေကိုရောကျွန်တော်ကချိုးဖောက်ခဲ့တာရှိလားဆိုပြီးတော့မှကျွန်တော်မေးခွန်းထုတ်ခဲ့တာရှိတယ်ပေါ့နော်အဲ့မှာဒီထောင်အာဏာပိုင်ဆင့်ရတော့ဒါအထက်ကခိုင်းလို့ငါတို့ထားရတာငါတို့မသိဘူးဆိုတဲ့အဖြေကိုပဲကျွန်တော်ရခဲ့တာဖြစ်ပါတယ်အဲ့ဒါပြင်အခုလွတ်မြောက်လာတဲ့အချိန်ထိကျွန်တော်တို့ဘာဖြစ်လို့အခုလိုမျိုးဒီစစ်ခွေးတိုက်ကိုပို့ခဲ့တယ်ဆိုတာကိုမတွေ့ခဲ့ရဘူးမသိခဲ့ရဘူးပေါ့နော်အဲ့တော့ကျွန်တော်ယူဆတာကတော့ဒီအပြည်ပြည်ဆိုင်ရာအလုပ်သမားရေးအဖွဲ့ ILO ကဒီမတ်လထဲမှာပဲဒီ article ဒါဒီ3နဲ့ပတ်သက်ပြီးတော့မြန်မာနိုင်ငံကိုအရေးယူမဲ့ဒါဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့သဘောထားမှတ်ချက်တွေကိုတောင်းခဲ့ဆွေးနွေးခဲ့တာတွေရှိရပေါ့နော်နောက်ပြီးကြတော့ဒီ ILO နဲ့တွေ့ဆုံဆွေးနွေးတဲ့အခါမှာလက်ရှိမြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့အလုပ်သမားရေးအခြေအနေတွေနောက်ဒီစွာရေးပိတ်ဆို့မှုတွေနဲ့ပတ်သက်ပြီးတော့မှကျွန်တော်ရဲ့သဘောထားတွေကိုပုံဝင်လင်းထုတ်ဖော်ပြောကြားခဲ့တာရှိပါတယ်အဲ့တော့ဒီထုတ်ဖော်ပြောကြားမှုတွေရဲ့နောက်ဆက်တွဲရလဒ်အရာကျွန်တော်တို့ဒီအခုလိုမျိုးဒီစခွေးတိုက်ကိုပို့တယ်လို့ပဲသုံးသပ်ရမှာဖြစ်ပါတယ်ဗျဟုတ်ကဲ့ကိုအဲ့လိုအကိုတွေ့ဆုံဆွေးနေတော့လေ ILO ဘက်ကရောဘယ်လိုတုံ့ပြန်လဲမသိဘူးခင်ဗျာILO ကတော့ဒီကျွန်တော်နဲ့တွေ့ဆုံဆွေးနေတဲ့အခါမှာတော့ဒီမတ်လမှာကျင်းပမယ်ပေါ့လေ article 33နဲ့ပတ်သက်ပြီးတော့မှသူတို့ဘက်ကသတင်းစကားပါတာရှိတယ်နောက်ပြီးတော့ဒီမြန်မာနိုင်ငံကိုဒီအရေးကြီးပိတ်ဆို့မဲ့ကျွန်တော်တို့ဒီစီးပွားရေးပေါ့လေ sanction ကိစ္စတွေနဲ့ပတ်သက်ပြီးတော့မှဆွေးနွေးတာရှိပါတယ်အဲ့တော့ကျွန်တော်ရဲ့တုံ့ပြန်ချက်ကရိုးရိုးရှင်းရှင်းပါပဲဒီမြန်မာနိုင်ငံရဲ့ဒီမိုကရေစီနဲ့လူ့ခွင့်ရေးနောက်ဒီအလုပ်သမားခွင့်ရေးပုံမှုတိုးတက်ရရှိစေဖို့လို့အတွက်ဆောင်ရွက်တဲ့အပြုသဘောဆောင်တဲ့ဘယ်လိုလှုပ်ဆောင်ချက်မျိုးကိုမဆိုကျွန်တော်ထောက်ခံပါတယ်လို့ဒါကျွန်တော်ဖြေခဲ့တာရှိတယ်ပေါ့နော်ဒါကတော့ကျွန်တော်ရဲ့ယက်တီချက်ကိုထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်နောက်တစ်ခုကကျတော့ဒီနိုင်ငံရေးကျင်းသားတွေရဲ့ကြုံတွေ့နေရတဲ့အခြေအနေတွေကို ILO ကနေတဆင့် ICRC ကိုကျွန်တော်သတင်းစကားပါခဲ့တာရှိတယ်ဥပမာဆိုပါစို့ဒီနိုင်ငံရေးကျင်းသားတွေနေရာတွေအရန်ကြက်တာတွေပေါ့နော်နောက်လက်ပေးလက်ယူကိစ္စတွေနောက်ဒီအချင်းထောင်ထဲမှာရှိတဲ့ကျန်းမာရေးဆိုင်ရာအားနေတဲ့ပေါ့လေကျန်းမာရေးပြုစုဆောင်ရှောက်မှုအားနေတဲ့ကိစ္စရက်တွေပေါ့ဒီကိစ္စရက်တွေဆိုရင်လည်းဒါကျွန်တော်က ILO ကိုလည်းထုတ်ဖော်ပြောကြားခဲ့သလို ILO နဲ့မတွေ့ခင်တလားအလိုမှာပဲဒီ
တွေးဆုံခဲ့တဲ့ဥရောပသမဂ္ဂရဲ့အထူးကိုယ်စားလှယ်တမန်ကြီးနဲ့တွေ့တဲ့အခါမှာလည်းကျွန်တော်ကဒီနိုင်ငံရေးကျင်းသားတွေရဲ့ကြုံတွေ့နေရတဲ့အခြေအနေတွေကိုဒါထုတ်ပေါ်ပြောကြားခဲ့တာရှိတယ်ပေါ့နော်အဲ့တော့ဒီအခြေအနေတွေအကြောင်းပဲစစ်ခွေးတိုက်ကိုပို့တယ်လို့ဒါကျွန်တော်အနေနဲ့သုံးသပ်ရမှာဖြစ်ပါတယ်အဲ့တော့ ILO ရဲ့တုံ့ပြန်မှုကတော့သူတို့အနေနဲ့ဒီဟာကိုလုံးဝလက်မခံဘူးလို့လိုတယ်နောက်ဒီကျွန်တော်အပြင်ဖန်ဆီးထိန်းသိမ်းခံထားရတဲ့အလုပ်သမားတွေရှိတယ်ဒီအလုပ်သမားသမဂ္ဂခေါင်းဆောင်တွေကိုကျွန်တော်နီးတူပဲ ILO ကသွားရောက်တွေ့ဆုံဖို့ကျွန်တော်အနေနဲ့လိုလားတယ်ဒီလိုသွားရောက်တွေ့ဆုံလို့အချင်းထောင်အာဏာပိုင်များကဒီကျွန်တော်ကိုလှုပ်တယ်လို့မျိုးပေါ့နော်ဒီစစ်ခွေးတိုက်ကိုပို့တဲ့လုပ်ရက်တွေလုပ်လာမယ်ဆိုရင်တော့ ILO အနေနဲ့လုံးဝလက်မခံဘဲနဲ့ချက်ချင်းကန့်ကွက်ဖို့လိုတယ်လို့ကျွန်တော်တို့အကြံပြုလိုပါတယ်ဗျဟုတ်အကိုဟုတ်ကဲ့ဆိုတော့ဒါကထောင်ထဲမှာကိစ္စကိုဖြစ်ခဲ့တဲ့ကိစ္စပဲပေါ့နော်ဆိုတော့အကိုထောင်ကြရလဲ၄နှစ်နေပါဝန်းကျင်၅နှစ်နေပါပေါ့နော်ဆိုတော့အဲ့အချိန်မှာပြန်ထွက်လာရတယ်ဆိုတော့ဒီ၄နှစ်တာကာလအတွင်းမှာပေါ့နော်မြန်မာနိုင်ငံရဲ့အလုပ်သမားတွေအခြေအနေကရောအကိုထောင်ထဲမရောက်ခင်အခြေအနေနဲ့အကိုပြန်ထွက်လာတဲ့အခြေအနေမှာဘာတွေများပြောင်းလဲသွားတာသတိထားမိလဲခင်ဗျဒီကျွန်တော်ထောင်ထဲမရောက်ခင်ကာလကတော့ကျွန်တော်တို့အလုပ်သမားတွေရဲ့ဒါမျှော်လင့်ချက်အိမ်မက်တွေကပြည်သူတွေနဲ့ထပ်တူပါပဲကျွန်တော်တို့မှာခွန်အားအသစ်တွေရှိတယ်မျှော်လင့်ချက်အသစ်တွေရှိတယ်ကျွန်တော်တို့မှာအလင်းရောင်ကြီးအသစ်တွေရှိခဲ့ကြတာပေါ့နော်ကျွန်တော်တို့ကိုယ်တိုင်လည်းပုံမကောင်းမွန်တဲ့ဒီမိုကရေစီနိုင်ငံကိုတည်ဆောက်ဖို့လို့အတွက်ဒါအားလုံးကျွန်တော်တို့ကပါဝင်ဖို့လို့စိတ်ပိုင်းဖြတ်ခဲ့တဲ့အလုပ်သမားတွေအားလုံးပါပဲเนาะအဲ့တော့ဒီအာဏာသိမ်းမှုဖြစ်သွားတဲ့ကာလမှာအာဏာသိမ်းမှုဖြစ်လိုက်တဲ့ကာလမှာဆိုရင်တော့အားလုံးရဲ့အိမ်မက်တွေကကျွန်တော်တို့ဒါပျောက်ဆုံးပျက်စီးသွားသလိုပဲပေါ့လေကျွန်တော်တို့အလုပ်သမားတွေကလည်းထပ်တူခံစားခဲ့ရပါတယ်အဲ့တော့အခုဒီကျွန်တော်ထောင်ထဲကိုရောက်ပြီးတော့၄နှစ်ခွဲပေါ့လေ9နှစ်တာကာလနီးပါးအချင်းထောင်ထဲမှာနေခဲ့ရတယ်အခုပြန်လွတ်လာတဲ့အခါမှာဆိုရင်တော့အန်အော်တကြီးပေါ့လေထိတ်လန့်နေကြဖြစ်ရတာကုံစင်းနှုံးဖြစ်ပါတယ်အဲ့တော့ဒီကျွန်တော်တို့ကုံစင်းနှုံးကဒီကျွန်တော်ထောင်ထဲဝင်နှုံးကရှိတဲ့ကုံစင်းနှုံးနဲ့အခုထုတ်ကုံစင်းနှုံးဆိုလို့ရှိရင်ကျွန်တော်က3ဆမကဘူးတက်လာတာပေါ့နော်အဲ့တော့အလုပ်သမားတွေလောက်ခလာစာက3ဆတက်တာမှမဟုတ်တာအလုပ်သမားတွေလောက်ခလာစာက10%အောင်တက်တာမရှိဘူးပေါ့လေအဲ့တော့ကျွန်တော်တို့အလုပ်သမားတွေရဲ့စာဝတ်နေရေးကအင်မတန်မှကိုခက်ခဲကြက်တဲနေတယ်ဆိုတာကိုကျွန်တော်တွေးလိုက်ရတယ်နောက်တစ်ခုကကျတော့အလုပ်သမားသမဂ္ဂတွေရဲ့အခမ်းကဏ္ဍဖြစ်ပါတယ်အဲ့တော့ကျွန်တော်ထောင်ထဲဝင်ခင်တုန်းကအလုပ်သမားသမဂ္ဂတွေကဒီမိုကရေစီနိုင်ငံကိုကျွန်တော်တို့ဒီမိုကရေစီနိုင်ငံမှာဆိုတော့ကျွန်တော်တို့ဂုံပုံးနဲ့အညီပေါ့လေကျွန်တော်တို့လွတ်လွတ်လပ်လပ်ဆန္ဒပြလို့ရတာတွေရှိတယ်လွတ်လွတ်လပ်လပ်တောင်းဆိုမှုတွေလုပ်ခဲ့ရတာတွေရှိတယ်ပေါ့လေသို့တော်ဒီဆက်အာဏာသိမ်းကာလမှာဆိုရင်တော့ဒီ collective bargaining လို့ပြောတယ်ကျွန်တော်တို့ဒါစူပေါင်းဆွေးနွေးရေးဆွေးမှုတွေဘာမှလုပ်လို့မရဘူးအလုပ်သမားတွေဆန္ဒပြရင်တောင်မှဒါနိုင်ငံရေးဆန္ဒပြတယ်ဆိုပြီးတော့မှဒါဖန်ဆီးထိန်းသိမ်းခံခဲ့ရတဲ့ဖြစ်စဉ်တွေလည်းရှိတယ်အခုချိန်ထိလည်းဒီအလုပ်သမားသမဂ္ဂအရေးပေါ့လေအလုပ်သမားတွေအရေးကိုဆောင်ရွက်တဲ့ဒီအလုပ်သမားသမဂ္ဂခေါင်းဆောင်တွေဖန်ဆီးထိန်းသိမ်းခံခဲ့ရတဲ့ဖြစ်စဉ်တွေရှိနေတာကိုကျွန်တော်အနေနဲ့တွေ့ရပါတယ်ဟုတ်ကဲ့ကိုဆိုတော့အလုပ်သမားတွေဆုံးရှုံးနေရပေါ့လေအများကြီးပဲပေါ့နော်အခုပြောရတယ်မှာဆိုရင်အဓိကအနေနဲ့ဆိုရင်အလုပ်သမားတွေကဘာအခက်ခဲကြုံနေရတယ်ပေါ့နော်ကျွန်တော်တစ်ဆက်တည်းအမှမေးလိုက်ချင်တာကအကိုရဲ့အဲ့အခက်ခဲကြုံနေရတဲ့ဟာကိုပြည်ရင်းမှာပဲဖြည့်ရှင်းနိုင်တဲ့နီလန်ကိုရှိမလားပေါ့နော်တစ်ဆက်တည်းထပ်ပြီးတော့ထပ်မေးချင်တာ3ပိုင်းပေါ့လေအလုပ်သမားတွေရဲ့ဘာအခွင့်အရေးဆုံးရှုံးနေလဲပေါ့လေအလုံသမားတွေဆုံးရှုံးနေရတဲ့အခွင့်အရေးကတော့လုပ်ငန်းခွင်တည်မြဲပိုင်ခွင့်ဖြစ်ပါတယ်အဲ့တော့အလွယ်တကူအလုပ်ဖြုတ်ခံရတဲ့ကိစ္စရက်တွေနောက်ဒီအလုပ်သမားသမဂ္ဂခေါင်းဆောင်တွေဆိုလို့ရှိရင်ဒီစက်ရုံပိုင်ရှင်တွေနဲ့ပေါ့လေအာဏာပိုင်တွေနဲ့ပေါင်းပြီးတော့မှဒါချင်းချောက်တာတွေနောက်ဒီ Yellow Union တွေပေါ့နော်ကျွန်တော်တို့အလုပ်ရှင်အလုပ်ရဖွဲ့ထားတဲ့ Yellow Union တွေထောင်ပြီးတော့မှကဘာကြီးကိုလှည့်စားဖို့လုပ်နေတာကိုလည်းကျွန်တော်တို့ကတွေ့ရတယ်ပေါ့နော်အဲ့တော့အလုပ်သမားတွေကြုံတွေ့နေရတဲ့အခက်အခဲဆိုရင်တော့လောက်ခလာစားပြင်လုပ်ငန်းခွင်တည်မြဲပိုင်ခွင့်ဖြစ်ပါတယ်အဲ့တော့အရင်တုန်းကကျွန်တော်တို့အလုပ်ဖြုတ်လို့ရှိရင်ဒါကျွန်တော်တို့သက်ဆိုင်ရာဥပဒေနည်းဥပဒေများနဲ့ညီကျွန်တော်တို့ကဖြည့်ချင်းဆောင်ရွက်လို့ရခဲ့တယ်ပေါ့နော်ဖြည့်ချင်းဆောင်ရွက်တဲ့နည်းလမ်းတွေလည်းအများကြီးရှိတယ်သို့တော့လက်ရှိအခြေအနေတွေအရဒီလိုဖြည့်ချင်းဆောင်ရွက်ဖို့လို့အတွက်ကူညီဆောင်ရွက်ပေးတဲ့ကျွန်တော်တို့ဒီအလုပ်သမားသမဂ္ဂခေါင်းဆောင်တွေကိုယ်တိုင်ကဒါထောင်ကြခံနေရတယ်ထောင်ထဲကိုရောက်နေတယ်ဆိုတဲ့အခါမှာတော့ဒီဖြည့်ရှင်းရတဲ့ဒီမှာကနေစင်တွေကအားနေသွားတာတော့ကျွန်တော်တို့အမှန်ပဲအဲ့တော့ဒီပြည်တွင်းမှာဖြည့်ရှင်းလို့ရတဲ့နည်းလမ်းတွေရှိသလားလို့ပြောလို့ရှိရင်တော့ကျွန်တော်အနေနဲ့အင်မတန်မှနေပါတဲ့အခွင့်အလမ်းလို့ကျွန်တော်ပြောရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့အဖွဲ့ချုပ်ဆိုလို့ရှိရင်လည်းဒီသက်ဆိုင်ရာပေါ့လေစစ်ကောင်စီရဲ့ဒီရန်နေရိုင်းနဲ့ဖြည့်ရှင်းတာမျိုးမလုပ်ခဲနဲ့ကျွန်တော်တို့ဒီသက်ဆိုင်ရာ brand တွေနဲ့ပေါ့နော်ဒီစက်ရုံပိုင်ရှင်တွေရဲ့ brand တွေကိုကျွန်တော်နိုင်ငံတကာ international brand တွေကိုဆက်သွယ်ပြီးတော့မှဖြည့်ရှင်းဆောင်ရွက်နေတဲ့ကိစ္စရက်တွေတော့ရှိပါတယ်ဟုတ်ကဲ့ကိုအကိုအနေနဲ့ကောအလုပ်သက်ဆိုင်ရာ brand တွေကိုအဲ့လိုဆက်သွယ်ဖြည့်ရှင်းရရင်ဘယ်လိုအခက်အခဲတွေရှိလဲမသိဘူးခင်ဗျပထမတစ်ချက်ကတော့ဒီ brand တွေကလည်းအခြေအနေနိုင်ငံရေးအခြေအနေပေါ်မှာမူတည်ပြီးတော့မှ brand တွေကလည်းရပ်တည်နေရတာပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီ brand တွေဒီနိုင်ငံရေးအခြေအနေမကောင်းဘူးဆိုလို့ရှိရင်သူကထွက်ခွာသွားမှာဖြစ်တယ်ပေါ့လေအဲ့တော့ကျွန်တော်တို့ကဒီမြန်မာနိုင်ငံမှာရှိတဲ့သူတို့ရဲ့မိတ်ဖက်ပေါ့လေဒီစက်ရုံပိုင်ရှင်ကတော့ဒီလုံသမားဥပဒေတွေကိုချိုးဖောက်တယ်ဒါဒီမြန်မာနိုင်ငံကအတည်ပြုလက်မှတ်ရေးထိုးထားတဲ့ C87 ပေါ့နော်လောလောဆယ်တင်သွင်းဖွဲ့စည်းမှုကိုချိုးဖောက်ရရောက်တယ်နောက်ဒီ collective bargaining agreement တွေကိုဒါကျွန်တော်တို့ချိုးဖောက်ရရောက်တယ်အစားရှိသဖြင့်ပေါ့လေအပြည်ပြည်ဆိုင်ရာလုံသမားရေးရာအဖွဲ့ ILO ရဲ့စံချိန်စံညွှန်းတွေကိုထိုးပြပြီးတော့မှဒါလိုက်နာဆောင်ရွက်ဖို့လို့အတွက် brand တွေကပြောပေးပါတိုက်တွန်းပေးပါဖိအားပေးပါပေါ့နော်အလုပ်ဖြုတ်ခံလိုက်ရတယ်ဆိုလဲဒီအလုပ်ဖြုတ်ခံ
လိုက်ရတာဒီငါတို့ရဲ့အလုပ်သမားသမဂ္ဂခေါင်းဆောင်ဖြစ်တယ်အော်ဒီအလုပ်သမားသမဂ္ဂခေါင်းဆောင်တွေကိုပြန်ခန့်ဖို့လို့အတွက် brand တွေကပြောပြပါဆိုတာမျိုးကျွန်တော်တို့ပြောရတာပေါ့နော်အဲ့တော့ပြောတဲ့အခါမှာအဓိကအခက်အခဲကတော့စက်ရုံပိုင်ရှင်များပါပဲအဲ့တော့စက်ရုံပိုင်ရှင်များကြတော့ဘာဖြစ်လဲဆိုတဲ့အခါကျတော့ဒီကျွန်တော်တို့အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာဖွဲ့ ILO ရဲ့ပြဋ္ဌာန်းချက်တွေကိုသူတို့မလေးစားမလိုက်နာတာမဟုတ်ဘူးပေါ့နော်လီဆယ်လောက်ကျန်ထားတဲ့အလုပ်သမားတွေရဲ့ပြစ်ချက်တွေကိုပဲသူကထိုးပြပြီးတော့မှဒါကြောင့်အလုပ်ပြုတ်တာပါအလုပ်ဖြုတ်လာတာပါဆိုတော့ဒါကျွန်တော်တို့အကြောင်းပြချက်တွေအများကြီးကျွန်တော်တို့ကကြုံရတာဖြစ်ပါတယ်အဲ့တော့ဒီကိစ္စရက်တွေကတော့တော်တော်လေးထဲထဲဝင်ကျွန်တော်ဖြေရှင်းရပါတယ်ဟုတ်ဆိုတော့အကိုအနေနဲ့ကရောအလုပ်သမားရေးအတွက်ဆက်လက်ပြီးတော့ပေါ့နော်ရှေ့လျှောက်ဘာတွေဆက်လက်လှုပ်ဆောင်သွားဖို့ရှိပါလဲခင်ဗျဒီ18ရက်နေ့မှာကျွန်တော်တို့အဖွဲ့ချုပ်ပေါ့လေ MICS အဖွဲ့ချုပ်ရဲ့အစည်းအဝေးဆုံးဖြတ်ချက်အရတော့ကျွန်တော်တို့အတွင်းရေးမှူးချုပ်ရဲ့လုပ်ငန်းတာဝန်များကိုကျွန်တော်ပြန်လည်ပြီးတော့မှထမ်းဆောင်ပြီးဖြစ်ပါတယ်အဲ့တော့ဒီအတွင်းရေးမှူးချုပ်လုပ်ငန်းတာဝန်များထမ်းဆောင်တဲ့ပြိုင်နဲ့ပေါ့နော်ဒီကျွန်တော်တို့အလုပ်သမားသမဂ္ဂတွေပြန်လည်ပြီးတော့မှဖွံ့ဖြိုးတိုးတက်ရေးကိုဦးစားပေးပြီးမှဆောင်ရွက်မှာဖြစ်ပါတယ်နောက်တစ်ခုကလောက်ခလာစာဖြစ်ပါတယ်ကျွန်တော်တို့ဒီအလုပ်ကုန်စည်နှုန်းနဲ့ကိုက်ညီတဲ့ပေါ့နော်ဒီနေ့ရဖြစ်ပြီးတော့ခေတ်ကာလအခြေအနေနဲ့ကိုက်ညီတဲ့လောက်ခလာစာရရှိရေးကိုကျွန်တော်အနေနဲ့ဦးစားပေးပြီးတော့ဆောင်ရွက်မှာဖြစ်ပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ဒီလုပ်ငန်းခွင်ဒီနေ့ပိုင်ခွင့်ကိုအကာအကွယ်ပေးနိုင်ရေးအတွက်ကျွန်တော်အနေနဲ့ဆောင်ရွက်သွားမှာဖြစ်ပါတယ်ခင်ဗျဟုတ်ဆိုတော့ကိုရဲ့ဒီစစ်ကော်မရှင်ရဲ့အလုပ်သမားဦးစီးဌာနကရောလက်ရှိမှာပေါ့လေအလုပ်ကိုဘယ်လိုလုပ်နေရလို့မြင်လဲပြီးတော့တစ်ဆက်သေးပေါ့လေအလုပ်သမားခွင့်ရေးတောင်းဆိုလှုပ်ရှားသူတွေရောပြည်တွင်းမှာလွတ်လပ်စွာလှုပ်ရှားခွင့်ရောရှိရလားကိုဒီမိုစီကရေစီကာလမှာတောင်ကျွန်တော်တို့တွေကနည်းနည်းလေးခက်ခဲကျွန်တော်တို့ကဒီအလုပ်သမားဝန်ကြီးဌာနရဲ့ကျွန်တော်တို့ဒီဦးစီးဌာနတွေနဲ့အလုပ်လုပ်ရတာပေါ့နော်တချို့တွေဆိုလို့ရှိရင်လုံထုံးလုံနည်းကျိုးနီစနစ်တွေနဲ့ကြံ့ကြာတာတွေရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဆောင်ရွက်ခဲ့တဲ့ကာလကလည်းဒါဒီမိုစီဆိုတဲ့နှစ်ခုလုံးမှာကျွန်တော်တို့ကဒီပြဿနာတွေကိုဖြေရှင်းပေးနိုင်ခဲ့တာပေါ့နော်အဲ့တော့ဒီကာလတွေမှာတောင်မှတော်တော်ခက်ခဲလုပ်နေရတာကိုအခုဒီလိုအာနာသိန်းကာလမှာဆိုတော့ကျွန်တော်တို့ကတော်တော်လေးကိုစိန်ခေါ်မှုတွေများပါတယ်အဓိကဆုံးဖြတ်မှုကတော့ကုညီဆောင်ရွက်ပေးတဲ့အလုပ်သမားသမဂ္ဂခေါင်းဆောင်တွေကဖန်ဆီးထောင်ချနေတဲ့ကိစ္စရက်တွေဖြစ်ပါတယ်အခုဆိုရင်ပဲဖန်ဆီးထိန်းသိမ်းခံထားတဲ့အလုပ်သမားသမဂ္ဂခေါင်းဆောင်တွေယာနဲ့ချီပြီးတော့ဒါကျွန်တော်တို့ရှိနေသေးပဲပေါ့နော်အဲ့တော့ဒီကိစ္စရက်တွေကိုလည်းကျွန်တော်တို့ကILO နဲ့တကွာပေါ့လေအပြည်ပြည်ဆိုင်ရာကျွန်တော်တို့ဒီမိဖက်ဖွဲ့စည်းတွေနဲ့ဒီစစ်ကောင်စီကိုကျွန်တော်တောင်းဆိုနေတာရှိတယ်ဒီဖန်ဆီးထိန်းသိမ်းခံထားတဲ့အလုပ်သမားသမဂ္ဂတွေလွှတ်ပေးဖို့ဆိုပြီးတော့မှာပေါ့နော်ဒါကတော့ဒီကျွန်တော်တို့ကူညီပေးရတဲ့အခြေအနေတွေပေါ့နောက်တစ်ခုကကြတော့အခုလိုမျိုးဒီစစ်ကောင်စီရဲ့ကျွန်တော်တို့ဦးစီးဌာနတွေနဲ့လှုပ်တဲ့အခါမှာဆိုလို့ရှိရင်ကျွန်တော်တို့က criminal တွေကိုကျွန်တော်တို့ကပို့ပြီးတော့မှ view site လာရတာပေါ့နော်ဥပမာအရင်တုန်းကရာဇဝတ်မှုနဲ့ဆိုရင်တော့ကျွန်တော်တို့ကတနည်းအားဖြင့်ရှင်းလို့ရပါမယ်အခုအလုပ်ရှင်တွေကရာဇဝတ်မှုတွေနဲ့အလုပ်သမားတွေကိုဆွဲဆိုတာတွေနောက်ဒီအခြားသောဒီပုံမှန်တွေတက်ပြီးတော့မှဒါကျွန်တော်တို့အလုပ်ရှင်တွေကိုယ်တိုင်ကတရားလိုလုပ်တော့မှတရားစွဲတာတွေလုပ်လာပြင်မဲ့ဒီအလုပ်သမားတွေကိုကူညီပေးတဲ့ကျွန်တော်တို့ကကြတော့ဒီအမှုတွေကိုပြန်လိုက်ပေးဖို့လို့ဒီအမှုတွေကိုကူညီပေးဖို့လို့ကတော့တော်တော်လေးကိုကျွန်တော်တို့အနေနဲ့ကတော့အကန့်အသတ်တွေအများကြီးဖြစ်နေပါတယ်ဆိုတော့ညီကုန်းချုပ်အနေနဲ့ပေါ့ကိုရဲ့ဒီစစ်ကော်မရှင်ကလုံမဲ့ရွေးကောက်ပွဲပြီးရင်ပေါ့လေတစုံတရာပြောင်းလဲသွားမလားဆိုပြီးတော့ပြည်တွင်းကအချို့ကယူဆကြတာရှိရပေါ့နော်ဆိုတော့ဘာမှမပြောင်းလဲဘူးလို့လည်းအချို့ကယူဆကြတယ်အကိုရဲ့အမြင်အယူဆကြရတော့ဒီအလုပ်သမားတွေနဲ့ပတ်သက်ပြီးဘယ်လိုရှိပါလဲခင်ဗျရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ပြောလို့ရှိရင်တော့ကျွန်တော်တို့ကဒီမိုကရေစီစံချိန်စံညွှန်းများနဲ့ညီချင်းပါတဲ့ရွေးကောက်ပွဲပေါ့နော်တနည်းအားဖြင့်ပြောရင်အားလုံးပါဝင်တဲ့ရွေးကောက်ပွဲဒီတွေးဆောင်ဆွေးနွေးမှုတွေအရာပြုလုပ်တဲ့ရွေးကောက်ပွဲဆိုလို့ရှိရင်တော့ကျွန်တော်တို့ကတစုံတရာအပြောင်းလဲကိုဒါမျှော်လင့်လို့ရအောင်ရနိုင်ပါတယ်သို့တော်လည်းလက်ရှိစစ်ကောင်စီလုံးရဲ့ရွေးကောက်ပွဲကဒါတစ်ဖက်သက်လုပ်တဲ့ရွေးကောက်ပွဲဖြစ်တယ်တနည်းအားဖြင့်ပြောလို့ရှိရင်တော့အာဏာကိုဆက်လက်ချုပ်ကိုင်ထားလို့တဲ့စံနာနဲ့လုပ်တဲ့ရွေးကောက်ပွဲဖြစ်တာကြောင့်ဒါကျွန်တော်တို့ကဘာမှတော့အကြီးကျယ်သွားပြီးတော့မှမျှော်လင့်လို့မရဘူးလို့တော့ကျွန်တော်အနေနဲ့ရှုမြင်ပါတယ်နောက်တစ်ခုကကျတော့ဗာရှိလဲဆိုတဲ့အခါကျအလုပ်သမားတွေရဲ့ရွေးကောက်ပွဲပြီးဖြစ်လာနိုင်တဲ့အခန်းကဏ္ဍပေါ့နော်ရွေးကောက်ပွဲပြီးဖြစ်လာတဲ့အခန်းကဏ္ဍမှာကျွန်တော်တို့ကနိုင်ငံမှာဖြစ်ပေါ်နေတဲ့နိုင်ငံရေးကိစ္စရပ်တွေကိုမဖြေရှင်းနိုင်သေးပဲနဲ့ဖြေရှင်းဖို့လို့အတွက်ကိုဒါကျွန်တော်တို့တွေးဆောင်ဆွေးနွေးမှုတွေမလုပ်ဖဲနဲ့ကျွန်တော်တို့လုပ်သမားတွေအတွက်ပုံမကောင်းမွန်တဲ့အခွင့်အရေးတွေရလာနိုင်မှာမလားဆိုတာကတော့ဒါပြက်သားဖြေရတော့မရနိုင်ဘူးလို့ပဲဖြေရမှာဖြစ်ပါတယ်အဲ့တော့ဒီရွေးကောက်ပွဲကနေတဆင့်ဒါကျွန်တော်တို့အလုပ်သမားတွေဘဝပို့ပြီးတော့မျှော်လင့်လာမယ်အလုပ်သမားတွေဘဝပို့ပြီးတော့မှကောင်းလာမယ်လောက်ခလာစားတွေကောင်းလာမယ်လို့ပြောရင်တော့ဒါဟာကျွန်တော်အနေနဲ့မဖြစ်နိုင်တဲ့စကားလိုပဲပြောရမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါကိုကျေးဇူးများတင်ပါတယ်ကျွန်တော်တို့ညီစီမကိုလက်ခံဖြေချပြတော့ကျေးဇူးများတင်ပါတယ်ကျေးဇူးပါဟုတ်ကဲ့ပါဒါကတော့မြန်မာနိုင်ငံစက်မှုလက်မှုနဲ့ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် MICS ရဲ့အထွေထွေအတွင်းရေးမှူးချုပ်ဖြစ်တဲ့ကိုတန်နှင်းအောင်ကိုတည်တံ့တွေ့ဆုံမေးမြန်းခဲ့တာပဲဖြစ်ပါတယ်ကြည့်ရှုနေကြတဲ့မျိုးစိမပိတ်တများအားလုံးပဲရန်သူမျိုး၅ပါးအနေကနေကင်းဝေးပြီးတော့အထူးသဖြင့်အကြမ်းဖက်စစ်တပ်အနေကနေကင်းရှင်းကြပါစေလို့ဆုမကောင်းတောင်းပေးပါတယ်နောက်ထပ်တည်တံ့တွေ့ဆုံမေးမြန်းခန်းတွေမှာပြန်ဆုံပါမယ်ကျွန်တော်ခန့်နေပါခင်ဗျာ